တခါတလေကျွန်တော်တို့ဆူလိုရဲဆော့ပြီးမက်စမန်ကင်တဲ့ခါမျိုးမှာဘရာသာကိုအတင်းဘက်ကပါလာတဲ့အတင်းမော်တွေကဘက်ကက်မပေးဘုံပြီးမလုပ်ပေးတဲ့ပြင်တခါတလေ enemy တင်းက3ယောက်လောက်ကိုယ်လာခဲ့ပြီးတော့တည်သွားတဲ့ခါမျိုးမှာလီမက်စမန်ဆိုပြီးဝိုင်းစေတာခံဘူးရမလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုစုံတီးကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုလေးမှာ solo player တွေအတွက်အကိုင်တစ်စုံမက်စမန်9កောင်နဲ့အတူအဲ့ဒီ hero တွေရဲ့ passive တွေ spell တွေကြောင့်ပါဝင်စောတင်တဲ့ item တွေနဲ့ emblem တွေကိုပါတပါတယ်ပြောပြပြီးတော့မှာဖြစ်ပါတယ်ဒါပြင် မက်စမန် player ကောင်းတယောက်ဖြစ်ဖို့အတွက်ရှိတဲ့ဆောင်းရင်ရှောင်းတွေပါတပါတယ်ပြောပြပေးတော့မှာပါအားလုံးပဲမင်္ဂလာပါ Game Right Blood DC Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Massman Player များအတွက်ဒီ season မှာ Ready လို့အကောင်းဆုံး Massman ကောင်ကိုပြပြပေးတော့မှာဖြစ်ပါတယ် Hero ကိုအရင်မပြောပြခင် Brother အနေနဲ့ Massman ကိုင်မယ်ဆိုရင်မဖြစ်မနေတည်တဲ့အချက်လေးတွေကိုအရင်ဆုံးပြပြပေးကြပါမယ်ပထမဆုံး Brother တည်ထားမှာ Brother အတင်းနိုင်ရရှိဖို့အတွက်အရေးကြီးတဲ့ role ဆော့နေရတယ်ဆိုတော့တည်ထားဖို့လိုပါတယ်ဒီလိုပြောလို့ကျွန်တော် role တွေကအရေးမကြီးဘူးလို့ပြောနေတာမဟုတ်ဘူးเนาะကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကကျွန်တော် role တွေက free နေဆိုရင်တော့ goal line ကအဆင်ပြေနေသေးလို့ရှိရင်နိုင်ဖို့ရကန်တော့များသေးရဲ့ဗျာဂိုးလေးမှာဖေးနေပြီဆိုတော့80ရာခိုင်နှုန်းလောက်ကတော့ရှုံးမှုတည်ရသွားပြီနောက်တစ်ချက်ကတက်နိုင်နေများစီဆော့ပါစီဆော့ရဲဆိုတာမသေးအောင်ထိဆော့တော့ပြောတာပါအားလီဂိမ်းမှာစီဆော့ပါနောက်ပြီးတော့ရေးကြီးလို့တစ်ချက်ကဂူဂါရဲ့နောက်ဆုံးလက်စစ်ကိုချိန်စားပါဒီလက်စစ်ကိုစားနိုင်မှာ brother အနေနဲ့ item တွေမြင်မြန်ထွက်မှာဖြစ်ပါတယ်ချို့ပွဲတွေမှာဂိုးလေးဆော့တဲ့ player တွေလုပ်နေတဲ့အမားချို့ရှိရဗျာအဲ့ဒါဘာလဲဆိုတော့ဂူဂါကိုမစားဘဲနဲ့ဗျာဘေးမှာပေါ်နေတဲ့ဂိုးခရီတီတီလေးကိုသွားစားတာပါအဲ့ဒါမျိုးကလုံးဝမလုပ်သေးတဲ့အမားတစ်ခုပါနောက်တစ်ချက်ကချုပ်စစ်ဖို့လိုပါတယ်မက်စမရေးကြီးရဲ့ role ဖြစ်တာနဲ့ညီ enemy တသိန်းလုံးရဲ့မျက်စိရဲမှာပထမဆုံးပြေးမိမှာ brother ပဲဖြစ်ပါတယ်အလေးလဲတဲ့နေမီနဲ့မြေပုံမှာပြောင်းနေလို့ရှိရင် queue site ပါခြုံနေတဲ့အရန်ဝင်ပါတယ်နောက်ပြီးတော့1မိနစ်နဲ့စက္ကန့်30လောက်ရောက်လို့ရှိရင် enemy high ပါ bat တွေအကုန်စားပြီးတော့ level 4ရောက်နေလို့ရှိရင် queue site ပါမြေပုံမကြည့်တဲ့ရင်လည်းကြည့်ကြအောင်လုပ်တာပါတခါလေမြေပုံမှာ enemy တသိန်းလုံးပြောင်းနေပေမဲ့ကိုကလက်စစ်စားကျင်ဆုံးနဲ့မြေပုံကိုမကြည့်မိတဲ့အခါမျိုးမှာ enemy ရဲ့ surprise gang လောက်တော့ခံရနိုင်ပါတယ်နောက်တစ်ချက်က brother အနေနဲ့ကူလိုချင်တဲ့ item တွေရပြီးတော့ battle လိုက်ဆိုင်တဲ့အခါမျိုးမှာလည်း enemy တင်းကဝင်လာနိုင်တဲ့ spell တွေကိုသတိထားဖို့လိုအပ်ပါတယ်ကိုကရမ်းကျန်းနေတဲ့အခါမျိုးမှာလည်း brother အနေနဲ့ဖင်မရဖို့လိုအပ်ပါတယ်တခါလေလိတ်ကြီးရမ်းဆန်တဲ့ပွဲမျိုးတွေမှာဆိုရင် Massman ရဲ့အခန်းကဏ္ဍအရန်ကိုအရေးကြီးပါတယ်ကိုမထင်မှတ်ဖဲလုပ်လိုက်တဲ့အမားသေးလေးတစ်ခုကနေအသိကိုရှုံးနေမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်ကဲဒီလောက်ဆိုရင်တော့ brother အနေနဲ့ Massman ဘယ်လိုဆိုရမလဲဆိုတော့သိတဲ့လောက်သိပြီးထင်ပါတယ်ဒါဆိုရင်တော့ solo ready လို့ကောင်းမဲ့ hero တွေကဘယ် hero ဖြစ်မလဲဆိုတော့သွားကြည့်လိုက်အောင်ဗျာမက်ဖိုင်ရမှာရှိနေတဲ့ hero တွေကတော့ Melissa ပဲဖြစ်ပါတယ်ဟုတ်ပါတယ် Melissa ပြီးခဲ့တဲ့ season တုန်းကဂိုးလိမ့်မှာဘန်းယူရတဲ့အထိတောင်းကျမ်းခဲ့တဲ့ hero တွေကောင်ဖြစ်ပေမဲ့လည်းဒီ update မှာအနေငယ်လေးနဲ့ချင်းခံခဲ့ရပြီးတော့အခြား Massman တွေကိုဖက်ပေးခဲ့တာကြောင့်ဂိုးလိမ့်မှာသူ့ရဲ့အခန်းကဏ္ဍတစ်ဖြည်းဖြည်းနဲ့ပြောကျလာခဲ့ပါတယ်ဒါပေမဲ့လည်းသုံးလို့မရတော့တဲ့အထိစုပ်ပြတ်တက်နေတာမျိုးမဟုတ်ဘဲနဲ့ Rating လို့ကောင်းတဲ့ hero တွေကောင်ဖြစ်နေသေးပဲလို့တော့ကျွန်တော်ထင်ပါတယ်ဂိုးလိမ့်မှာလည်း Massman တော်တော်များများကိုရှင်ထင်းလို့ရနေသေးပြီးတော့တခြား Massman တွေထက်မတိုင်ရင်တော့သူတို့ထက်မနှိမ့်တဲ့ hero တွေကောင်ဖြစ်ပါတယ်ဒါဆိုရင်တော့ Melissa ရဲ့ passive spell အကြောင်းကိုပြပြပေးနေပါတယ် passive Melissa ရဲ့ passive ကတော့ Melissa minion တွေ create နဲ့ summon တဲ့ unit တွေကို125ရာခိုင်နှုန်း damage ပူထိစေမှာဖြစ်ပါတယ် skill 1ကတော့ Melissa ရှေ့ကို short တိုက်သွားမှာဖြစ်ပြီးတော့အပိုထက်ဆောင် attack speed 3 စက္ကန့်ရရှိမှာဖြစ်ပါတယ် skill 2ကတော့သူ့ရဲ့အယုတ်ကိုရန်သူစီကိုပစ်လိုက်မှာဖြစ်ပြီးတော့ရန်သူကကိုပစ်လိုက်တဲ့အယုတ်ရဲ့ဆက်ဝိုင်းတွင်းမှာရှိနေမယ်ဆိုရင်အဲ့ရန်သူတွေကိုအယုတ်ကထိပ်ပြီးထားမှဖြစ်ပြီးတော့ကိုတစ်ချက်ပစ်တိုင်းအယုတ်ကလည်းတစ်ချက်ပစ်သွားမှာဖြစ်ပါတယ်။အယုတ်ပစ်တဲ့ damage ဟာကိုပစ်တဲ့ damage ရဲ့80ရာခိုင်နှုန်းတက်ရောက်စီမှာဖြစ်ပါတယ်။ Animate ကတော့ Melissa အကာအကွယ်ဆက်ဝိုင်းတစ်ခုကိုယူလိုက်မှဖြစ်ပြီးတော့အဲ့ဆက်ဝိုင်းနဲ့ဝင်လာတဲ့ရန်သူတွေကိုတွန်းထုတ်ပေးမှာဖြစ်ပါတယ်။ Melissa ရဲ့အားသာချက်ကတော့လက်ကြီးရောက်ပြီဆိုတာနဲ့ဘယ် hero ကိုမှ queue size ဆံမလို့တဲ့အပြင် 5v5 ဘယ်တဲ့မျိုးမှာလဲရန်သူ hero များနေကြိုက်နေဆိုတဲ့ hero တွေကောင်ဖြစ်ပါတယ်။ Animate ကလည်းမိမိစီကိုခေါင်းတိုးလာတဲ့ enemy တွေကိုတွန်းထုတ်ပေးတာဖြစ်တဲ့အပြင်နိုင်ရန်တွေကြောက်ဆောင်တွေနဲ့ရန်သူကို anti-main နဲ့ညက်ပြီးတော့ stand ပေးထားလို့ရတဲ့အတွက်ကဘာမရှိတဲ့ solo player ရဲ့အတွက်ကတော့ကင်ကိုကင်နေတဲ့ hero တကောင်ဖြစ်ပါတယ်။ချို့ပွဲတွေမှာ enemy ဘက်မှာဗျာ Melissa ပါလာလို့ရှိရင်ဘယ်တဲ့ထဲမှာကိုကသွေးဘလူရိုလို့မှမသိပဲနဲ့တေရောရဲ့ခိုက်တဲ့မျိုးကြုံမှုကြမှာပါ။အဲ့ဒါတော့ Melissa skill 2အယုတ်ချပြီးဖြစ်နေတဲ့ damage ကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့ Melissa iron လိုတဲ့အတွက်ကြောင့် early game မှာမတီအောင်ဆော့ပြီးတော့ iron ရှာဖို့ပဲအကြံပြုပါတယ်။Melissa ကိုခက်ကြဲလေးဆော့ကျင်တော့ဒီ iron နဲ့ဆော့လို့ရပြီး emblem လေးကတော့ဒါလေးနဲ့ဆော့ပါဗျ။ Pattern spell ကတော့ inspire နဲ့ပဲဆော့ပါလို့အကြံပြုပါတယ်ခင်ဗျ။ကဲခုပြိုကြည့်နေတဲ့အထက်မှာ Melissa Pro တွေများပါရင် win rate တွေကို comment မှာကြွားခဲ့ပါအောင်ဗျာ။ Number 4နေရာမှာရှိနေတဲ့ hero လေးကတော့ Bruno ပဲဖြစ်ပါတယ်။ဟုတ်ပါတယ် Bruno က meta ထဲမှာပျောက်ဆုံးပြီးတော့ rank တွေမှာမတွေ့ရတာအချိန်ကာလတော်တော်လေးကိုကြာခဲ့ပြီဖြစ်ပေမဲ့မကြာသေးမီကရှင်မြန်လာခဲ့တဲ့ Ampion Indonesia ပွဲတွေမှာအာချူတင်းရဲ့ goal laner Skyler ဆိုပြီးတော့ performance ထွက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ high rank တွေမှာပြန်လည်မြင်တွေ့လာရတဲ့ hero တကောင်ဖြစ်ပါတယ်။အကြီးကတော့ Bruno ဟာအားလီဂိမ်းမှာက skill 1 ဖြစ်ပြီးတော့ passive ပေးနဲ့ကန်နေတဲ့ဒဏ်ကိုဘယ် Massman မှခံနိုင်စွမ်းမရှိပါဘူး။ Massman တွေကအားလီဂိမ်းမှာစီးဆိုးရပေမဲ့ Bruno လိုအားလီဂိမ်းမှာကအားကောင်းတဲ့ hero တကောင်ဟာ solo ready လို့ကောင်းတဲ့ hero တကောင်ဖြစ်လာခဲ့ပါတယ်။
skill 2ကလည်း stand ပါတဲ့အတွက်ကြောင့်တစ်ခါလေတီလီမျိုးဝဖြစ်နေတဲ့အခါမျိုးမှာဒီ spell တို့ကကြောင့် escape ဖြစ်နိုင်ပါသေးတယ်။ Bruno ရဲ့ passive နဲ့ spell ကြောင့်ကိုရှင်းပြပေးခြင်းပါတယ်။ passive ကတော့ skill တစ်ခုကိုသုံးပြီး enemy ကို damage ထိအောင်သုံးနိုင်မယ်ဆိုလို့ရှိရင် stat ရရှိမှာပဲဖြစ်ပါတယ်။အချို့ player တော်တော်များများက Bruno ရဲ့ passive ကို skill 1ကိုသုံးပြီးဘောလုံးပြန်ကောက်တာကနေရွေးရပဲရတယ်လို့ထင်နေကြပါတယ်။ဒီကနေ့တော့ Bruno ရဲ့ passive ဟာ skill 3ခုတွေကဘယ် skill ပဲသုံး enemy ကို damage ထိအောင်သုံးနိုင်မယ်ဆိုရင် stat ရမှာပဲဖြစ်ပါတယ်။ skill 1ကတော့ Bruno ရဲ့အသက်ဖြစ်ပြီးတော့ skill 1သုံးပြီးတော့ပြကြလာတဲ့ဘောလုံးကိုပြန်ကောက်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့တွေငယ်တော့ရက်ွက်ထဲမှာဘောလုံးသွားကန်လို့ရှိရင်လူကြီးတွေပြောနေကြစကားတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့မင်းတို့တွေဘောလုံးကန်တဲ့ချင်းဘောကောက်ကစတင်နေအခုလေအဲ့သဘောတရားအတိုင်းပါပဲ Bruno ကန်တဲ့ချင်းတော့ဘောလုံးကောက်တာကစကျင်ပါ skill 2ကတော့ blade တစ်ခုဖြစ်သုံးလို့ရတယ်လို့ stand လဲပါမှာဖြစ်ပါတယ်ဒါပြင် damage လဲအနေငယ်ပါပါသေးတယ်ဗျ enemy ကတော့သူ့ရဲ့ဘောလုံးကို enemy စီကိုကန်လိုက်မှဖြစ်ပြီးတော့ enemy ကိုအနောက်ကိုလစ်ဆင်သွားစေပါတယ်ဒါပြင် enemy အများကြီးရှိမယ်ဆိုရင်လည်းဘောလုံးကသူတို့ကြားထဲမှာခုန်ကူးနေမှာပဲဖြစ်ပါတယ်။ Bruno ရဲ့အားလာချက်တွေကတော့ early game မှာတွေက damage ထွက်တဲ့အပြင် late game မှာလည်းမထင်မဲ့တဲ့ damage အကိတ်ကြီးရတဲ့အတူ enemy ရဲ့မျက်ခွက်တွေကိုတည်ကန်လို့ရတဲ့ hero တစ်ကောင်ဖြစ်ပါတယ်။ဒါပေမဲ့လည်း damage ထုတ်ပေးနိုင်တဲ့ hero ဖြစ်တာနဲ့အညီ damage ခံနိုင်မှုဘိုင်းမှာတော့အားနည်းရတာတွေ့ရပြီး escape spell နေတဲ့အတွက်ကြောင့်မလို့ brother အနေနဲ့ battle ထဲမှာ position ကောင်းကောင်းယူရဖို့တော့လွယ်ပါတယ်။ Bruno ခက်ကြဲလေးဆော့ချင်တော့ DI နဲ့ဆော့လို့ရပြီး ML လေးကိုတော့ဒါလေးနဲ့ဆော့ပါခင်ဗျ။ battle spell ကတော့ inspire နဲ့ဆော့လို့ရတယ်လို့ flicker နဲ့လည်းဆော့လို့ရတဲ့အတွက်ကြောင့်ဘာသာကိုအဆင်ပြေရနဲ့ပဲဆော့ပါဗျာ။ကဲဒီဗီဒီယိုကြည့်နေတဲ့အထက်မှာ Bruno Global များပါလို့ရှိရင် Bruno လေးကို spam ချင်း comment မှာကြွားခဲ့ပါအောင်ဗျာ။နံပါတ်3နေရာမှာရှိနေတဲ့ hero လေးကတော့ Clint ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ Clint ဟာ skill 1နဲ့ minion ခွင့်ကို share ရတာမြန်ပြီးတော့ passive ကလည်း damage ထွက်တဲ့အတွက်ကြောင့် connection နဲ့ရ hero နေပြီးဆော့လို့ရတဲ့ hero ဖြစ်ပါတယ်။နောက်ပြီး skill 2ကလည်း enemy ကခေါင်းတိုးလာတဲ့သူကို stand ထားလို့ရပြီးတော့ enemy ရဲ့ gang တွေကနေ escape ဖြစ်နိုင်ပါတယ်။ skill တစ်ခုသုံးပြီးတိုင်းမှာလည်း passive ပြန်ရတာကြောင့်မို့သုံးရတာတော်တော်လေးအဆင်ပြေတဲ့ hero တစ်ကောင်ဖြစ်ပါတယ်။ Clint ရဲ့ passive နဲ့ skill တွေကြောင့်ကိုပြပြပေးကြပါမယ်။ passive ကတော့ skill 3ခုတွေကတစ်ခုခုသုံးပြီးတိုင်းမှာ4စက္ကန့်အတွင်းမှာ basic attack ကိုသုံးမယ်ဆိုရင် physical attack rate ထက်ပိုကျဲ rate တစ်ခုရရှိမှဖြစ်ပြီးတော့ critical damage ထိစေမှာဖြစ်ပါတယ်။ skill 1ကတော့သူ့တမ rate အတွင်းမှာရှိတဲ့ဥတီယာကိုကြီးစံ5ခုကိုစက်တိုက်ပစ်လိုက်တာပဲဖြစ်ပါတယ်။ skill 2ကတော့ Clint ဟာထောင်ချောက်လိုပုံစံအရာတစ်ခုကို enemy စီကိုပစ်လိုက်မှဖြစ်ပြီးတော့ရန်သူကိုထိမယ်ဆိုရင်သူဟာ1.2စက္ကန့်ကြာချုပ်ထားမှာဖြစ်ပါတယ်။ဒီနေရာမှာ Clint ကန်နေကြသူတွေကတော့ပြဿနာသိမ်းမရှိပေမဲ့အခုမှစကမဲ့ brother တွေအတွက်တစ်ခုသတိထားကြရှိပါတယ်။ Clint ရဲ့ skill 2ဟာအရှိဘက်ကို direction ဦးတည်ပြီးတော့အသုံးပြုမယ်ဆိုတော့အနောက်ဘက်ကိုခုန်မှာဖြစ်ပြီးတော့အနောက်ဘက်ကို direction ဦးတည်ပြီးတော့ဆွဲရင်တော့အရှိဘက်ကိုခုန်မှာဖြစ်ပါတယ်။ enemy ကတော့သူ့တက်မှတ်ထားတဲ့နေရာကိုလက်ပစ်ပုံးနဲ့ပြစ်လိုက်မှဖြစ်ပြီးတော့လက်ပစ်ပုံးကိုလည်း9လုံးအထိသိမ်းထားနိုင်ပါတယ်။ Clint ရဲ့အားသာချက်ကတော့မိကိလုံးရောက်ခဲ့ရဗျာအတင်းနဲ့အတူ battery လိုက်ကျွမ်းလို့ရပြီးတော့ damage ပေးလို့ရတယ်လို့ skill တစ်ခုသုံးပြီးတိုင်းမှာပြန်ရတဲ့ passive ကလည်း range ကျပြီးတော့ damage ထွက်တဲ့အတွက်ကြောင့်မလို့ကိုယ်တရနောက်ကနေပြီးတော့ position ကောင်းကောင်းယူပြီး damage ပေးလို့ရတဲ့ hero ဖြစ်ပါတယ်။ဒါပေမဲ့ Clint က early game မှာ mana ကုန်တာမြန်တဲ့အတွက်ကြောင့်မို့ endless battle ကို first side အဖြစ်အသုံးပြုဖို့အကြံပြုတယ်လို့ escape spell ကလည်း skill 2ခုလည်းရှိတဲ့အတွက်ကြောင့်မို့ skill 2ကိုဘယ်လိုပဲမသုံးဖို့တော့အကြံပြောကြည့်ပါတယ်။Clint ကိုခက်ကြဲလေးဆော့ချင်တော့ DI နဲ့ဆော့လို့ရပြီး ML လေးကတော့ဒါလေးနဲ့ဆော့ပါဗျ။ battle spell ကတော့ escape spell နဲ့ Clint အတွက် flicker အကောင်းဆုံးလို့ပဲကျွန်တော်ထင်ပါတယ်။အခုဗီဒီယိုကြည့်နေတဲ့ထဲမှာ Clint Bro များပိုင်လိုအပ်ချက်လေးပြောပြပြီးတော့ video လေးတို့ comment မှာကြွားခဲ့ပါဦးဗျာ။နံပါတ်2နေရာမှာရှိနေတဲ့ hero လေးကတော့ဂိုးလေးနာတိုင်းကိုက်ရတာအကြိုက်တွေ့ကြတဲ့ Patrick ပဲဖြစ်ပါတယ်။ဟုတ်ပါတယ် Patrick ဟာစပေါ်တွေကအခုချိန်ထိဂိုးလေးမှာ meta ဝင်နေခဲ့တာအချိန်ကာလတော်တော်လေးကိုကြာမြင့်နေခဲ့ပါပြီ။ဒီ hero ဟာ rank မှာပဲမဟုတ်ပဲrank မှာ player တွေအကြိုက်တွေ့တာပဲမဟုတ်ဘဲနဲ့ Mobile Legends မှာ tournament ပြိုင်ပွဲတွေဖြစ်တဲ့ MBN ပွဲတွေ MCD ပွဲတွေပြင် MSC ပွဲတွေအထိပါတောက်လျှောက်မွေနေတဲ့ hero တစ်ကောင်ဖြစ်ပါတယ်။ဒီကတော့သူကတနက်၄မျိုးပါတဲ့ hero ဖြစ်ပြီးသူရဲ့တနက်၄မျိုးစလုံးကလည်းအသုံးဝင်နေတာတွေ့ရပြီးတော့ hero တော်တော်များများနဲ့လည်းကိုမိုတွဲလိုကောင်းတဲ့ hero တစ်ကောင်ဖြစ်ပါတယ်။သူရဲ့ shotgun sniper တို့နဲ့အတူ international စင်မြင့်ထက်မှာ player တော်တော်များများလက်စွမ်းတွေပြသပြီးတဲ့နောက်မိုတိုးအနေနဲ့သူရဲ့ shotgun sniper တို့ကိုအချိန်ချင်းနှက်ခဲ့ပေမဲ့လည်းနောက်ဆုံးကြံရှိနေတဲ့ banner rate Nibiru passion တို့နဲ့လည်းကောင်းကောင်းကြီးအလုပ်ဖြစ်နေသေးပြီးတော့ဆိုလိုဖြစ်ဖြစ်ပါတီဖြစ်ဖြစ်ဂိုးလိန်နာတိုင်းအတွက်ရွေးချယ်လိုကောင်းတဲ့ hero တစ်ကောင်ဖြစ်ရှိနေပါသေးတယ်။ Battery ရဲ့ passive နဲ့ spell ကြောင့်ကိုရှင်းပြပေးကြပါမယ်။ passive ကတော့ Battery မှာ Nibiru, Bannet, Runner, Wesker ဆိုပြီးတော့ gun လေးခုပါပါတယ်။ဒီနေရာမှာ player တော်တော်များများ gun ချိန်တဲ့ပဲကြောင်ပြောက်နေတဲ့ကြတယ်ဗျ။ဒီအတွက်ကြောင့်မလို့ gun ဘယ်လိုချိန်ရမလဲပြောပြပေးကြပါမယ်။မတော်အနေနဲ့ gun ချိန်မယ်ဆိုရင်ဒါလေးကိုနှိပ်လိုက်ဗျာ။မြင်းတဲ့အတိုင်းပဲတစ်နက်၄ခုပေါ်လာလိမ့်မယ်။အပေါ်မှာ2ခုအောက်မှာ2ခုအပေါ်2ခုကတော့ခဏဖယ်ထားရမယ့်တနက်တွေဖြစ်ပြီးတော့အောက်က2ခုကတော့ကိုယ်အသုံးပြုဖို့ရွေးချယ်ရမယ့်တနက်တွေဖြစ်ပါတယ်။ဘာသာကဘယ်တနက်ကိုပြောင်းနေလဲပြောင်းနေတဲ့တနက်ကိုနှိပ်လိုက်ရုံပါပဲ။ skill 1ကတော့ဘာသာရွေးချယ်ထားတဲ့တနက်တစ်လက်ကိုပြောင်းပြီးတော့မှဖြစ်ပါတယ်။ skill 2ကတော့ basic အထက်သုံးလိုက်လို့ကုန်သွားတဲ့ကြီးစံတွေကို skill 2သုံးလိုက်မယ်ဆိုရင်ပြန်ဖြစ်ပြီးမှဖြစ်ပါတယ်။ enemy ကတော့ကိုယ်ရွေးချယ်ထားတဲ့တနက်ပေါ်မှာမူတည်ပြီးတော့ပြောင်းလဲပြီးတော့မှပဲဖြစ်ပါတယ်။
battery ရဲ့အားသာချက်ကတော့ anime တွေတုံးပြီးတော့ link တွေပြပြရှင်းပြီးအသင်းရဲ့ battery မှာလိုက်ကျွဲလို့ရလို့ဒီမီတာမှာ3ရက်နေတဲ့ gun တွေဖြစ်တဲ့ Niviro Passion Banner တို့ကိုအသုံးချပြီးတော့အတလက်တိုင်ကွင်လူလူတဲ့တွေနဲ့ကိုမိုတွဲလို့ကောင်းလို့ Fasa Novaria လို့မေ့တွေပါလာရင်လေ runner နဲ့ကိုမိုတွဲလို့ရပါသေးတယ် battery ကိုခက်ကြကြလေးဆော့ကျင်တော့ DI နဲ့ဆော့လို့ရပြီ ML လေးကတော့ဒါလေးနဲ့ဆော့ပါခင်ဗျ battery space ကတော့ figure အကောင်းဆုံးလို့ပဲကျွန်တော်ထင်ပါတယ်ခုမျိုးကြည့်နေတဲ့အထက်မှာ battery global တွေများရှိလို့ရှိရင် comment မှာ rate လေးကိုကြွားခဲ့ပါဦးဗျအဆုံးဗီဒီယိုလေးကိုမပြောပြခင် brother တို့ကိုပြောပြစရာတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ brother အနေနဲ့ဗျာ EB skin တကောင်အလကားရမယ်ဆိုရင်စိတ်ဝင်စားလားစိတ်ဝင်စားရင်တော့ကျွန်တော် channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုပါရစေခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော် channel လေးက subscriber 1k ပြရနဲ့ EB skin giveaway ပေးမှာမို့လို့ပါဒီ season မှာ solo run တွေလိုအကောင်းဆုံး hero အနေနဲ့နံပါတ်1နေရာမှာရှိနေတဲ့ hero လေးကတော့ True Damage ပြင်မာကြီး Leslie ပဲဖြစ်ပါတယ်ဟုတ်ပါတယ်နံပါတ်1နေရာမှာရှိနေရတဲ့အဓိကအကြောင်းအရာကတော့ True Damage ထွက်တဲ့အတွက်ကြောင့်မလို့ပဲဖြစ်ပါတယ်ဘိုးရင်တို့ကကျွန်တော်တကယ်ချင်းတွေကကျွန်တော် red တင်ဖို့အတွက် Leslie ကိုကင်တင်လာလို့မေးတိုင်းကျွန်တော်ဖြေကအမြဲတမ်း no လို့ပဲဖြေခဲ့ပြီပဲလက်ရှိ meta မှာတော့ Leslie တော့ကောင်းတဲ့ goal လေးမရှိဘူးလို့တော့ကျွန်တော်ထင်ပါတယ်ဒီတော့ဗျာ Pascal Fury ရဲ့ Elevator ရဲ့ Biori ရဲ့ထွက်လို့ရတော့ဗျာ Maxman နဲ့ Mate ဆိုရင်နှစ်ချက်ပဲပြလိုက်တာနဲ့ damage က easy နေရမယ် anime ကလည်း vision ကြည့်လို့ရတဲ့အတွက်ကြောင့်ကိုယ်လာခန့်နဲ့အခြေအနေတွေမှာလည်းချိုတင်ရှောင်ရှားနိုင်ပါတယ်ကဲဒါဆိုရင်တော့ Leslie နဲ့ Passive ရဲ့ spell တွေအကြောင်းကိုပြောကြရအောင်ဗျာ Passive Leslie ရဲ့ passive ကတော့9စက္ကန့်အတွင်း Leslie က damage ပေးရမခံရဘူးဆိုရင် basic attack rate နဲ့ purchase rate တခုရရှိမှဖြစ်ပြီးတော့ damage လည်းပူထီမှာဖြစ်ပါတယ် Lethal shot လို့ခေါ်တဲ့ Leslie ရဲ့ passive ဟာ skill တခုကိုသုံးပြီးလိုက်မှလည်းပြန်ပွင့်မှာဖြစ်ပါတယ် skill 1ကိုသုံးရဆိုလို့ရှိရင် Leslie က3စက္ကန့်ကြာကိုပြောက်သွားမှဖြစ်ပြီးတော့ movement speed လည်းအနည်းငယ်ပိုမြန်လာမှာဖြစ်ပါတယ်ဒါပေမဲ့ skill 1ကိုသုံးပြီး basic attack ကိုသုံးရဆိုရင်တော့ချက်ချင်းပဲပြန်ပေါ်လာမှာဖြစ်ပါတယ် skill 2ကတော့ blade တစ်ခုဖြစ်နေရာတွေကိုကြော်လို့ရတယ်လို့ enemy ကကိုယ့်ကိုအိမ်ကိုခေါင်းတိုးလာတဲ့အခါမျိုးမှာလည်းဝေးကိုကန်ထုတ်ပေးမှာဖြစ်ပါတယ် anime ကတော့သူ့ရဲ့ rate ထဲမှာရှိတဲ့အနည်းဆုံးရန်သူကိုလော့ချပြီးတော့ bullet ၄ချက်ကိုဇက်တိုက်ပစ်တင်သွားမှာဖြစ်ပါတယ်ဒါပေမဲ့ချွန်းချက်အနေနဲ့ကိုပြလိုက်တဲ့ bullet ၄ချက်ကိုအခြား enemy က hero တွေကကြားဝတ်ခံပေးလို့တော့ရပါတယ် Leslie ရဲ့အားသာချက်ကတော့ true damage ထွက်တဲ့ hero ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါ3လောက်ထွက်တာနဲ့ battle လိုက်ဆိုင်လို့ရတဲ့ hero တစ်ကောင်ဖြစ်ပါတယ်နောက်ပြီး Leslie ရဲ့လူသိမ့်မသိတဲ့ထူးခြားချက်တစ်ခုကိုပြောပြပေးချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ anime ပဲဖြစ်ပါတယ် player များစုက Leslie ရဲ့ anime ကို vision ကြည့်ဖို့အတွက်တောက်လျှောက်နှိပ်ထားတတ်ကြပါတယ်ဒါပေမဲ့ skill 1ကိုသုံးပြီး anime ကိုအသုံးပြုမယ်ဆိုရင်တော့ပုံမှန် anime ထက်ပိုတဲ့ damage ကိုပေးမှာဖြစ်ပါတယ်ကဲခုဗီဒီယိုကြည့်နေတဲ့အထက်မှာ Leslie Pro များပါလို့ရှိရင်ကျွန်တော်ပြောဖို့ချန်နေခဲ့တဲ့ချက်လေးတွေပြောသွားလို့ရပြီးတော့ brother တို့ရဲ့ win rate နဲ့ကိုဘယ် global မှာရောက်ရှိနေတယ်ဆိုတော့ပဲမကြည့်ရင် comment မှာရေးခဲ့ပါဦးဗျာ Leslie တို့ကောင်တစ်ချက်ပဲပြစ်ချင်တယ်ဆိုတော့ DI နဲ့ဆော့လို့ရပြီ ML လေးကတော့ဒါလေးကကောင်းပါတယ်ဗျာ Fitness spell ကိုတော့ flicker နဲ့ပဲဆော့ဖို့ပြောချင်ပါတယ်ခင်ဗျ